စီကကိုပျော်ရွှင်မှုမရဘူးကိုစီကသူပျော်ရွှင်မှုမရဘူးကိုရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးရတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲမှန်တကယ်အနှစ်သာရကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တတမံပေမနတ္တိကိုချစ်တာတော့တခြားကိုအချစ်နဲ့တူတဲ့အချစ်ဆိုတာမရှိဘူးလို့ဒီလိုပြောတာဒါတကယ်ကိုအစစ်အမှန်ဟောဒါကြောင့်မို့လို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်တဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ်မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်သူများအတွက်ပေးဆက်ချစ်မေတ္တာချစ်သူများအတွက်ပေးဆက်တယ်တဏှာကကိုယ့်အတွက်မေတ္တာကသူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ်ဘာဖြစ်လို့လဲဆိုစဉ်းစားရတယ်သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူးကိုတစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင်သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူးအဲ့ဒီတော့သူ့အတွက်ဆင်ပြေးနေလို့ရှိရင်မကွဲမကွာဖြစ်တာပေါ့ဟိုလူကလည်းငါအတွက်စဉ်းစားတယ်ဟိုလူကလည်းငါအတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြီးပဲစဉ်းစားတယ်လိုဘဖြစ်နေတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ခြေနဲ့တယ်ကိုယ့်အတွက်မဖြစ်တာနဲ့တပြိုင်တည်းခွဲကြတယ်အဲ့တော့မေတ္တာချစ်နဲ့တဏှာချစ်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာချစ်ကအေးမြပြီးတော့တဏှာချစ်ကပူလောင်နေတဏှာရဲ့နောက်ွယ်မှာဘာတွေလာလို့ဆိုတောကဆိုတာရောက်လာဆိုရင်ဓာတွေပူဆွေးတာတွေဒါတွေဖြစ်လာမေတ္တာရဲ့နောက်ွယ်မှာဒါတွေလုံးဝမရှိအေးချမ်းနဲ့တည်ငြိမ်နေဆိုတာဖြစ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချစ်နိုင်အောင်ကြိုးစားအဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ်တချို့ကိစ္စကြတော့မေ့လို့ကိုမရဘူးဆိုတာတွေကရှိသေးတယ်လာသေးတာနော်မေ့လို့ကိုမရဘူးမမေ့နိုင်တဲ့အဖြစ်ဖြစ်တစ်ခုဆိုလို့ရှိရင်ဘာလို့ရမလဲနောက်ဆုံးလက်လက်ကဘာလို့ရမလဲဆိုတရားတစ်ခုကံတစ်ခုဖြစ်တဲ့အတွက်ကြောင့်သူလဲသူကံနဲ့သူသွားမှာငါလဲငါကံနဲ့ငါသွားမှာတို့ရန်ဖြစ်နေလို့ဘာကျိုးရှိမှာလဲငါလဲကောင်းတာလို့ရင်ကောင်းတဲ့ဘုံရောက်မှာမကောင်းတာလို့ရင်မကောင်းတဲ့ဘုံရောက်မှာသူလဲသူကံတိုင်းသွားမှာပဲငါလဲငါကံတိုင်းသွားမှာပဲဆိုပြီးကံတရားကိုဆင်ញင်လိုက်ပါကမ္မတက္ကကတ္တတရားတွေဆိုတာသူကံနဲ့သူဖြစ်ကြတာမုန်းနေလို့လည်းအပေါ်ပဲရန်ဖြစ်နေလို့လည်းအပေါ်ပဲတို့အဲ့ဒီလိုဆင်ញင်သုံးသပ်လိုက်လို့ရှိရင်ပျောက်သွားပါလိမ့်မယ်မြတ်စွာဘုရားကပေးတဲ့နိလန်း၅သွေအာဂါတပတိဝိနည်းသုံးမှာမြတ်စွာဘုရားပေးတဲ့နိလန်း၅သွေနော်အဲ့ဒီနိလန်း၅သွေကိုသုံးချပြီးတော့ရင်ထဲကအမုန်းတရားကိုဖယ်ရှားပြရမယ်အဲ့ဒီလိုရင်ထဲကအမုန်းတရားတွေကိုဖယ်ရှားပြနိုင်ပြီဆိုမှကလေးစားချီလို့တဲ့ရန်လို့တဲ့စိတ်တွေဟာပျောက်ကင်းသွားမှာပဲဖြစ်တယ်နော်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်သူကမကျေနိုင်မချမ်းနိုင်နဲ့ကလေးစားချီဖို့စဉ်းစားသူတစ်ချက်ခေါက်ကိုကနှစ်ချက်ခေါက်ကိုကနှစ်ချက်ခေါက်သူကလေးချက်ခေါက်နဲ့အတုပ်အပြန်နေနဲ့အမုန်းတန်တရားကလေးစားချီတဲ့တန်တရားကြီးကဘယ်တော့မှပြတ်မှာမဟုတ်တော့ဘူးဒါကြောင့်မို့အဲ့ဒီလိုလောင်းနေတဲ့မိဟာသူ့လောင်းကိုလောင်းကိုလည်းလောင်းသူ့လည်းလောင်းနောက်စလုံးမိတောင်လောင်းလိုက်တဲ့အခါကျဘယ်သူမှအကျိုးအမြတ်ရမှာမဟုတ်ဘူးအကယ်၍တိခါချင်းခွင့်လွှတ်လိုက်လို့ရှင်ကိုယ့်အတွက်လည်းအကျိုးရှိသွားတယ်သူ့အတွက်လည်းဆက်လက်ပြီးတော့ဒေါသမီးတွေမလောင်တော့ဘူးနှစ်ဦးလုံးအတွက်အကျိုးရှိတယ်သူဆိုဒီခံပေးခြင်းဟာကိုယ့်အတွက်သာအကျိုးရှိလာလားဒီမဟုတ်သူ့အတွက်လည်းအကျိုးရှိပါတယ်ဒါကြောင့်မို့လို့နှစ်ယောက်စလုံးအတွက်ကုစားခြင်းကုစားတဲ့နိလန်းပဲဖြစ်တယ်လို့မြတ်စွာဘုရားတည်တော်ဟောမေတ္တာဆိုတာဆွလွတ်နိုင်တယ်တွေ့တာမနေဘူးတဏှာကမဆွလွတ်နိုင်ဘူးအမြဲတမ်းကွဲပြားခြားနားမှုတွေရှိတယ်တဏှာချင်းနဲ့မေတ္တာချင်းတဏှာချင်းကပူလောင်တယ်မေတ္တာချင်းကအေးမြမေတ္တာဆိုတာအတွေ့အတာကင်းတဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်တော်ပဲမေတ္တာဆိုတာသူ့အတွက်တဏှာဆိုတာကိုယ်အတွက်စဉ်းစားကြည့်လေလူတွေကဘယ်သူကိုခင်ပါတယ်ချစ်ပါတယ်နဲ့ပြောနေကြတယ်တကယ်ချစ်တာဟုတ်ကလားလို့ဆိုတကယ်ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့သူ့ကိုချစ်တာမဟုတ်သူ
မြင်နေရလို့ရှိရင်ကိုယ်စိတ်ချမ်းသာအဲ့စိတ်ချမ်းသာမှုလေးကိုချစ်ဒါကိုလူတွေမျက်စိလဲတော့ကြည့်လေစဉ်းစားကြည့်လူတွေဆိုတာအတွေ့အတာလေးတွေရှိတတ်တယ်ဥပမာမဲ့မိဘတွေဆိုရင်သာသမီပေါ်မှာတွေ့တာနော်အိမ်တော်ဦးစီးတွေဆိုလို့ရှိရင်သားမယားတွေပေါ်မှာတွေ့တာအဲ့ဒါကြရင်ပြောတဲ့မိဘတွေပေါ်မှာတွေ့တာတဲ့စိတ်ရှိသလားမရှိဘူးလားမေးရှိနေသေးလို့ရှိရင်အဲ့တွေ့တာတဲ့စိတ်ကိုထားပါနဲ့တတ္တဝါဆိုတာကိုယ်ကံနဲ့ကိုယ်လာတာတွေ့တာပြီးတော့မနေပါနဲ့တွေ့တာနေလဲသိမှာပဲမတွေ့တာပဲနေလဲသိမှာပဲသိမှာတူတူတော့တွဲမနေပါနဲ့ပြောရမယ်ဟုတ်ကဲ့ဒါပေမဲ့ခုခေတ်အဲ့လိုပြောရင်ရံများလုပ်နေမလားမသိဘူးနော်မိဘပေါ်မှာတွေ့တာတဲ့စိတ်ရှိလဲသိမှာပဲတွေ့တာတဲ့စိတ်မရှိလဲသိမှာပဲသိမဲ့တူတူတော့ဘယ်သူပေါ်မှာမတွေ့တာပါနဲ့လို့ပြောပါဒါဆက်ပြီးတော့ပြောရမယ့်စကားတစ်ခုနော်နောက်တစ်ခုကသားမယားတွေပေါ်မှာတွေ့တာတဲ့စိတ်ရှိသလားလို့မေးတဲ့အခါရှိတယ်ဆိုလို့ရှိရင်တွေ့တာတဲ့စိတ်ရှိနေလဲသိမှာပဲတွေ့တာတဲ့စိတ်မရှိဘူးဆိုလဲသိမှာပဲသိမဲ့တူတူတော့လွတ်လွတ်ကျွတ်ကျွတ်ဘယ်သူပေါ်မှာမတွေ့နဲ့အားလုံးလွတ်လွတ်ကျွတ်ကျွတ်စိတ်ကိုလွတ်လိုက်ပါမမြဲတဲ့သဘောတရားကိုဆင်ញင်စဉ်းစားလိုက်တာနဲ့တပြိုင်နက်တွေ့တာမှုမှန်သမျှကိုလျှော့ချနိုင်ပါတယ်။အိုးငါတွဲနေလို့လူချင်းတွဲရင်လည်းတနေ့ကျတော့ခွဲရပစ္စည်းဥစ္စာတွဲရင်လည်းသင်္ခါရဆိုတာဘယ်မှမမြဲဘူးဆိုတဲ့အတွေးနဲ့ဆွလန်းမှုတွေတွေ့တာမှုတွေကိုလျှော့ချတယ်။လောကကြီးကမမြဲဘူးဆိုတာကိုအချိန်တိုင်းတာလေးတစ်ခုအတွင်းမှာပဲလက်ဖြစ်တည်းအချိန်တော့တူတောင်းတဲ့အချိန်လေးပဲဖြစ်စေကိုတယောက်တည်းနေတဲ့အချိန်လေးမှာစဉ်းစားလိုက်ပါဝိပဿနာဉာဏ်လေးဖြစ်အောင်ငါဟာတဖြည်းဖြည်းဥပင်လာတယ်နော်ငါမှလည်းသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါမလွန်ဆန်းနိုင်ဘူးနေ့စဉ်ငါတဏ္ဍာမှာရှိတဲ့ယုတ်တိနတ်နဲ့ဟာအားလုံးပြောင်းလဲနေတဲ့အရာသာဖြစ်တယ်ငါနဲ့ငါပတ်ဝန်းကျင်မှာရှိတဲ့သင်္ခါရတရားအားလုံးဟာလည်းဘယ်အရာမှမမြဲဘူးအားလုံးပြောင်းလဲပြီးနောက်ဆုံးပျက်စီးရမှာဖြစ်တယ်ဆိုတဲ့ဒီအမြင်ကလေးကိုယ်တဏ္ဍာမှာရအောင်ဖြစ်အောင်ဒီအသိဉာဏ်လေးဖြစ်အောင်ကြိုးစားလိုက်ပါဆွလန်းမှုတော်တမှုတွေကိုလျှော့ချနိုင်လို့ရှိရင်ရင်ထဲကတောကလည်းရောကြသွားမှာပဲဖြစ်တယ်ဒါကြောင့်ဝိပဿနာကုသိုလ်ကပိုမြတ်တယ်နိဗ္ဗာန်ဆိုတဲ့အငြိမ့်ထက်နဲ့အလွန်နီးသွားလို့မဲ့ကုသိုလ်ကိုရနိုင်တဲ့လမ်းကြောင်းဖြစ်လို့ဝိပဿနာကုသိုလ်ဒီအကောင်းဆုံးကုသိုလ်လို့ဒီလိုဝေလမသုတ္တမှာဟောတာဖြစ်တယ်